ရှင်မြတ်တို့ဘုရားရှင်မြတ်တို့ဘုရားတရားတည်းရောတရားတည်းရောဒီတော်မှာတို့သည်ကံကောင်းထောက်မှ၍လူဘုံလူဘဝလူဌာနနာဝိကြုံဆုံးပြီးကြသည်ကြပါ၍တရားတရားသံဃာတိဟုသောရဏကိုဘုမာနှင့်တကွာဘာဝတိလာတို့ကိုခံယူဆောင်ပြရပါကုန်၏အရှင်မြတ်တို့ဘုရားဝိယကုဘုံကဲ့သောခொနရက်ခန့်ကဘဝအောင်ကိုဆုံးခွာ၍ဘဝအတိတ်ကိုပြောင်းကွယ်လွန်သွားမည်သောအနန္တခိုင်ဝေယေရှုရှင်မိခင်ကြီးဘောမိငယ်အားဤသူ၍ရာမှုရှိသောသံဃာတော်ရှင်သူမြတ်တို့အားဖိတ်ပြီးလည်းမြတ်လာစွာသောဘုရားဘောဇင်းနှင့်တကွာလူကဘွယ်ရာသူတို့ကိုဤသူကုသိုလ်ဖြင့်စက္ကလူနမ်းပါ၏လူရသောဘာနာကုသိုလ်သောက်ပြရသောသီလကုသိုလ်လူကဲ့သို့ခொနရက်ခန့်ကဘဝအောင်ကိုဆုံးခွာ၍ဘဝအတိတ်သို့ပြောင်းကွယ်လွန်သွားမည်သောအနန္တခိုင်ဝေယေရှုရှင်မိခင်ကြီးဘောမိငယ်၏ခြင်းတရားကိုဆင်ခြင်ပွားများပါ၏ကဲ့သို့ဆင်ခြင်ပွားများရသောဘာဝနာကုသိုလ်နာကြရသောဓမ္မသဝနာကုသိုလ်ပြုလုပ်စီမံဆောင်ရွက်ရသောဝိယဝိသကုသိုလ်ဤသို့ပေါင်းဓမ္မယလာစွာသောကုသိုလ်ကံစေတနာကံတို့၏အစွမ်းတတ္တိတို့ကြောင့်ဝေလုံသောမည်ဖြစ်သောအနန္တခိုင်ဝေယေရှုရှင်မိခင်ကြီးဘောမိငယ်သည်ရောက်လေရာဘုံဘဝဘုံဌာနတို့၌ယာတိမြင်တိပြီးလည်းရင်သောမိသားစုများနှင့်ဓမ္မမိတ်ဆွေများကမြတ်တံဘေဝေတိအခါ၌သာဓုသုံးကြိမ်ခေါ်ဆိုကြည့်လည်းကောင်းမြတ်သောဘုရားနိဗ္ဗာန်ဘုံကံချမ်းသာတို့ကိုရရှိခံစားရပါသည်သာအရှင်မြတ်တို့ဘုရားဒီကောင်းမှုသူအဆုသူတို့၏ဘုရားကတို့မိဘနှစ်ပါးအစထား၍ကိုယ်ဆောင်ငယ်အိမ်ဆောင်ငယ်အိမ်ဝိုင်းဆောင်ငယ်စယုံဆောင်ငယ်စယုံဝိုင်းဆောင်ငယ်ရက်ွက်ဆောင်ငယ်လူဆောင်ငယ်ဝါဆောင်ငယ်
You